မင်းဆိုင်ဟိုတွေးဒီတွေးနေပါဒီတွေးမိလဲဆိုတော့အလုံးမလုံးချင်တော့လေဘာလို့ရင်ကောင်းမလဲရုံးလုံးမလုံးချင်တော့ဘာလို့ရင်ကောင်းမလဲဆိုတော့ပါစီပွားရေးမှလည်းမလုပ်တော့ဘူးရင်းနေရလည်းမရှိရုံးလုံးမလို့ရင်လည်းငါ့ဖို့ပဲရှိနော်စိတ်ညစ်လဲလို့ပျော်လဲလို့မသွားကြလဲသွားကြလဲသွားအဲစဉ်းစားလုံးမလုံးချင်ဘူးရုံးမသွားချင်ရုံးမတက်ချင်အဲ့တော့ဘာလုပ်ရမလဲလို့စဉ်းစားတော့လေအရင်ကြီးမရှိနောက်တော့တတိယထမင်းလေးစားပြမယ်နော်ထမင်းလေးစားပြမယ်နော်ထမင်းစားရင်လည်းနမဲကြီးသွားတဲ့လူတွေကလည်းနဲတာမဟုတ်အခုတော့ထမင်းလေးစားပြမယ်ကြည့်ကြနော်ချီနော်ကျမအလုံးမလုံးချင်လို့ပါကျမထမင်းစားတာလေးကိုကြည့်ပေးကြပါလို့ဘာလဲစားလဲလို့ဒီမှာကဒချင်ကဒချင်ဒါအမေရချန်နဲ့ကူထားကဒချင်အော်ချန်အချန်နဲ့ထက်အဲ့ကဒချင်နဲ့ရှိရငပိရည်တွေငမ်းပြားရည်ဟိုကဘာလဲငပိရည်နဲ့ပကြက်တွေထည့်ပြီးတော့နေပြီးတော့အဲ့ဒါနဲ့စားအာရင်းနွေးဒီမှာရှိရင်းနွေးစားခေကပြက်ဘာမှလည်းလှုပ်ရှားလို့မရလှုပ်ရှားကြလည်းအရင်နေမရှိစီစည်းတွေတက်စံစည်းတွေတက်ဟိုရုံးကပြန်လာအောင်လေရုံးနဲ့အိမ်နဲ့လမ်း15မိနစ်လောက်ရှောက်အရင်တော့3မိနစ်စီးပြီးတော့ပြန်လာ3မိနစ်စီးပြီးပြန်လာတော့အခုစီစည်းတက်လို့တဲ့အဲ့15မိနစ်လောက်ခါတော့မှာပဲ2000ပြရတော်ပြီရုံးမှာလည်းထိုင်များတယ်ကျမရေးပဲလိုက်စားတော့မယ်လမ်းပဲရှောက်မယ်ဆိုပြီးလမ်းရှောက်တယ်နော်အသွားပြန်3ဘိန်းက4000မပေးနိုင်တော့လို့လမ်းရှောက်နေရတယ်လမ်းရှောက်ပြီးတော့ရုံးသွားနေရတယ်ဘာလို့စားကြမလို့ရှေ့လျှောက်ပြီးတော့ကတချင်လေးကတော့ကောင်းတယ်တလားကိုယ့်အကူစိန်ထားလို့လားမသိကိုယ့်အကူစိန်တယ်ဆိုတော့ကျွန်တော်စိန်တာမဟုတ်အမေစိန်တာလုံးမလုံးချင်လို့ပါလို့ခုဘလော့ကလှုပ်စားအောင်လဲသူများတွေလို့အချက်ပြုတ်လို့အောင်လဲအချက်ပြုတ်ကလည်းပကံစေးတာပဲရတယ်ဘာမှမချက်တော့ဘဲပြုတ်တတ်တယ်ကြောက်ပြုတ်တတ်တယ်အဘောမှာမလည်းအဲ့ရုံးကဟို3မိနစ်ကိုမစီးရဲလို့ဆိုပြီးတော့လမ်းလာလျှောက်ရမနက်ပိုင်းကျတော့ကိစ္စမရှိညနေပိုင်းကျတော့လေလူပြတ်တာတွေကများနေကြောက်နဲ့လျှောက်ရတယ်လမ်းကိုအာယုံအတွေးများပြီးလျှောက်လို့မရဘူးတတိနဲ့လျှောက်ရတယ်ဖြက်ဆိုပြီးတော့ခြေတော့ခြေတန်းကြားပြီဆိုရင်နောက်ကိုလှည့်ကြည့်ရတယ်လူရရတာတွေလည်းပိုးနေရလေဒါဘယ်မှဆေးရမဖြစ်ဘူးเนาะလမ်းလျှောက်ချင်တော့လေလူမကြောက်ရအခုကနေရပူပူနဲ့ဘာလို့ထမင်းထစားရလဲဆိုတော့ဘာလို့ရမှမသိဘူးဘာလို့ရမလဲဆိုဘာမှအဖြေထွက်မလာလို့ထမင်းထစားသူများတွေလိုများပြည်သေးနေပြီးတော့ထမင်းစားပြရင်ဘလော့ဂါကြီးဖြစ်သွားပြီးတော့ပတ်စံနေကြမလားလို့ဟမ်အားနဲ့ထပြီးတော့စားပြတာထမင်းစားပြတာစားကြပါမလားကောင်းတယ်
တကယ်ကောင်းတယ်ငပိရည်လေးနဲ့ငပိရည်နဲ့လေဒီလိုမျိုးကတဲ့ချင်တို့တို့စရာတော့မမြင်သမင်းမစားဘဲနဲ့မနေနိုင်ဝိတ်ချတယ်မစားဘူးလို့ဘယ်လိုပဲနေနေအဲ့ဒီငပိရည်တို့စရာတော့မြင်တာစားကြမှာသိချင်းလို့မရအားကြောင့်မေပြောထားရုံးကပြန်လာပြီဆိုတော့ပြီမေအဲ့မလုပ်ထားနဲ့ကိုကဝါနေရလေဝါလာတော့ညစာမစားဘူးဆိုပြီးနေညစာမစားဘူးဆိုပြီးတော့နေတဲ့ရုံးမှနေတော့ဟာ4 နာရီလောက်ဆိုရင်ပါမုတ်တွေပါအပြီးဆွဲထားတော်ပြီ9ရောက်အိမ်ရောက်ရင်တော့ဒါမှမစားတော့ဘူးလို့ဆိုပြီးတော့အပြီးကြိတ်တာပါမုတ်နှလုံးလောက်ကြိတ်လာပြီးတော့အိမ်ရောက်တယ်ဆိုအိမ်ပေါက်ဝင်လာနဲ့အမေကသမင်းစပွဲရက်ပြင်လာအဲ့မှာငပိတို့ကြရင်မြင်လို့ကတော့လက်ဆေးပြီးတော့ဝစားတော့မလဲတော့လက်ဆေးပြီးကြိတ်တော့တာအဲ့တော့အိမ်ကစားလာတဲ့ပါမောကလည်းရုံးဝင်စားလာတဲ့ပါမောကလည်းစားတယ်အိမ်ရောက်တော့သမင်းတစ်ခါစားတယ်စိတ်နဲ့စားကောင်းစင်းနဲ့တက်လို့စားအဲ့လိုနဲ့ပဲဝိတ်ကလည်းတက်အဲ့အမေမထားမင်းငန်းတဲ့ပတ်ဆိုရင်တို့ကြံပြုတ်ထားနဲ့ငပိလည်းမတို့ထားနဲ့အိမ်မှာငပိနဲ့တို့ကြစားဆိုလို့တမ်းမြပ်လည်းကျန်တဲ့လူတွေမစားအမေပြောထားတယ်ဟိုလည်းပြောနေတော့စားတော့မစားကြတော့ပါဘူးညောင်းလင်းချက်တွေမဲ့နေပေါ်ရတယ်တို့တော့ကြမ်းလဲဘာလို့လဲတော့မှလှုပ်လို့ရတယ်မပြောချင်ခုတစ်မျိုးတော့ကြတစ်မျိုးအမျိုးမျိုးဆိုတော့ကစိတ်တွေလည်းပြက်လာပြီအားကြနေရလည်းများလာပြီအားကြနေရလည်းဘယ်တော့မှမရက်တော့ဒီအားကြပြီးဟိုအားကြပြီးဟိုအားကြနေမမရက်တော့ကြည့်ပြီနော်ကြည့်ပြီမလားယူရဒါနော်အခုဆိုကြည့်ပါလားဘလော့ဂါတွေမှလည်းများနာမည်ကြီးဟော online မှာတက်ပြီးတော့အချက်မရှိဘာတွေလုံးမလဲမသိဘူးနော်အဲ့လိုအချက်မရှိတဲ့ဟာတွေဆိုတော့ချက်ချင်းနာမည်ကြီးတာပဲတလားတို့နိုင်ငံကလေအကုန်လုံးပြည့်စည်နေမဟုတ်တာဟုတ်ထင်းနေသိလားရှက်စရာမှလည်းမသိတော့အဲ့ရှက်စရာမှမသိဘဲနဲ့လုတ်ပြတော့ဟုတ်တယ်နော်ကြည်တာတွေများဆဲတာတွေများပြီးတော့နာမည်ကြီးအဲ့ဒါပဲဟုတ်တယ်လို့ထင်ဘယ်လိုလုပ်ပြုပြင်ပေးမဲ့လူလည်းမရှိလဲလက်မခံကြတော့ဆိုရယ်တော်ဆိုရယ်ကိုခက်ကလည်းပြီးတော့6မှာပဲဟိုဖြစ်တယ်လို့ဖြစ်ဆယ်လီဆိုတော့ဘာတွေလဲဆယ်လီဘာအမှအထိပ်ပဲမရှိပေါ်လိုက်တာရှက်ကြောက်တွေမရှိနော်ဟိုပေါ်ဒီပေါ်တွေလောက်ပြရင်နာမည်ကြီးဟာလားအဲ့ဒါတွေလည်းကလေးတွေကလည်းဟုတ်မှန်နေတွန့်နေခောက်တယ်တလားအကုန်လုံးကလေးတွေမှန်ကလေးတိုင်းကြည့်လိုက်အဲ့လိုမတွန့်တက်မခါတက်မဖော်တတ်တဲ့လူမျိုးမရှိဘူးမင်းကလေးဆိုရင်ဒီမှာအတူဝေးရမှာအပြက်ဝေးရမှာအဲ့လိုဖြစ်သွားတယ်အဲ့တော့ဒါပေမဲ့ line မှာ online မှာ set လေးဖြစ်တော့လွယ်တယ်အရှက်မရှိဘူးဆိုရင်လွယ်တယ်လွယ်လေး set လေးဖြစ်
မြန်နဲ့ဆယ်လီဖြစ်ပေါ်ပါလေဘာလို့မလဲဘယ်လိုဆယ်လီဖြစ်ပေါ်လဲမသိဘူးဘာလို့စိတ်ညစ်တယ်စားမယ်ကျမကတော့စိတ်ညစ်စားတဲ့အဖွဲရပါလို့စားကြအောင်မလားအရင်တော့လေကိုပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေကိုဆိုရင်ဟိုကပြုတ်ပြန်ထိမ့်မပေးချင်တဲ့စိတ်ဒါဖြစ်တာအိမ်မက်ကိုယ့်ရဲ့အိမ်မက်ကပါလဲဆိုတော့အဲ့စာကြည့်တိုက်ဖွင့်နေတာကလေးတွေစာကြည့်တိုက်တွေဖွင့်ဟိုဒီလိုအတွေးခေါ်တွေမှားနေတာလေးတွေတဲ့လို့တဲ့ညာတဲ့ပေးချင်တာဒါပေမဲ့အခုအဲ့ဒါကြတော့လွန်ခဲ့တဲ့2 နှစ် 3 နှစ်လောက်အဲ့ဆန္ဒတွေအရင်ပြင်းပြဖြစ်တာကြည့်ပြီးတော့ခက်တွေကိုကြည့်ပြီးတော့မှားနေတဲ့အတွေးခေါ်လေးတွေရောကလေးတွေကိုတဲ့ပေးချင်တာစာအုပ်တိုက်လေးဖွင့်လိုက်ပြောနော်စာကြည့်တိုက်လေးဖွင့်ပြီးတော့ကလေးတွေနဲ့စာပါဝိုင်းလေးတွေကိုဟိုတက်နိုင်တဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လက်တလန်းပေါ့ကိုလက်လန်းမီတဲ့နေရာလောက်လေးကိုပြောင်းလဲချင်တဲ့ဇာတ်နိုင်ဒါရှိတာဒါပေမဲ့အဲ့ဒီရွေးချက်တွေလည်းမဖြစ်နိုင်ဘူးဖြစ်လာတဖြည်းဖြည်းဝေးလာလားဘာလို့ကိုယ်တိုင်းတော့မှအမေအိမ်ကနေနေရလေအိမ်မရှိရမရှိနဲ့အမေအိမ်ကနေနေရသာမင်းနဲ့အမေအိမ်မှာကနေတော့စာကြည့်တိုက်ဆောက်ဖို့ဆိုတာလည်းလို့မဖြစ်နိုင်တော့နင်းနာတာတွေ့တာဟိုရှေ့နှစ်တည်းစာကြည့်တိုက်ကိုဖွင့်မယ်ကိုလည်းအိမ်ပိုင်းလေးလိုချင်တယ်ကိုအိမ်ပိုင်းလေးနဲ့ကပ်ပြီးစာကြည့်တိုက်လေးဖွင့်မယ်အဲစာကြည့်တိုက်မှာကလေးတွေနဲ့ဘယ်လိုပေါ့နော်ဘယ်လိုလေးစာကြည့်ဝိုင်းလေးတွေလုံးမယ်မြင်စိတ်ကူးရံခဲ့ဘူးလို့မဖြစ်နိုင်တော့ဒီကုံစင်းလုံးနဲ့တော့အိမ်မပြောနဲ့တဲတော့မဖြစ်နိုင်ဘူးဖြစ်အဲ့တော့အဲ့ဒီစာကြည့်တိုက်စောက်ချင်တဲ့အိမ်မက်တွေလဲအိမ်မက်ပဲဖြစ်သွားတာပေါ့နော်ဟိုလန့်လို့လာဒီလိုမျိုးတော့ငါတော့ဖြစ်မှာမဟုတ်တော့ဘူးဆိုတဲ့စိတ်ကကြာသွားပြီမရှိတော့အဲ့စိတ်တော့ရှော့မရှိတကယ်မရှိတော့မရှိသလောက်ပြောမရှိသလောက်ဆိုတော့ဘာလဲဆိုတော့မဖြစ်နိုင်တော့မှန်းသိလို့လေဝေးသွားတယ်ကိုရီးယားပုံမှန်ရလောက်ခလာစားနဲ့ကုန်တဲ့ဟာနဲ့ဆိုတော့ပုံမှန်စုမိရပစ္စံမရှိတော့အထာမဖြစ်နိုင်တော့တော့ပဲစိတ်နဲ့စားလို့ပြီးသွားစိတ်ညစ်နေဆိုစားတော့ဒီလိုကြရအဖေထွက်လို့ထွက်ညာထမင်းစားရင်လည်းစဉ်းစားတာလည်းမထွက်လာတော်ပြီဒါပဲနော်